ကိုယ်တော့အခုလိုမျိုးဖျားဆိုတာလည်းမသိဘူးတရားဆိုလည်းမသိဘူးတန်ခါဆိုတာလည်းမသိဘူးအကြီးကြီးဝါဒဖြစ်တဲ့သုံးပုံစဲခန့်ရင်တော့ဝီလုံးဆိုတဲ့ဒီဝါဒပဲရှိတယ်အဲ့ဒီမှာကုနာဝီတစ်ထုံလိုက်ပြီးတော့419မိနစ်မှာဆရာရဲ့ကျွန်တော်တို့ဘောရဘာသာဘာလို့အားလုံးရဲ့တာနာမကြီးကိုသင်ကြားရတယ်ဒီနေ့တော့ဆရာနော်ဆရာမင်းကြီးနဲ့ဗရဏာမင်းရဲ့ပြစ်ဆုံးတဲ့အချိန်မှာရှင်အနန္ဒမင်းကြီးကဘုရားချင်းနေတာဆိုတဲ့ဉာဏ်တော်ကြီးကသူ့ရဲ့ဦးကြီးတော့ဒီဘော်ဒီတော့ဒီပါလဲဆိုတော့ဒီသူ့ရဲ့ဦးကြီးတော့ဖြစ်တဲ့သူကိုတရားဟောတာနော်တရားဝေမင်းကြီးဖြစ်တယ်နော်အဲ့ဒါကိုတရားဟောလိုက်တာဘာတရားဟောလဲဆိုတော့အပ္ပမတိနာဆိုတရားရည်စိုက်ပွဲအဲ့မှာနွယ်တော်မင်းကြီးကဒီရှင်ရမင်းကြီးကအပ္ပမတိနာဆိုတရားရည်ကိုလည်းကောက်ကြည့်ရတဲ့အချိန်မှာတရားဝါဒလို့လူရှိရဗုဒ္ဓကိုတက်ဝင်ယုံကြည်တာအဲ့လိုယုံကြည်လာတဲ့အချိန်မှာတရားရှင်ထားရှိခဲ့တဲ့ဓမ္မကံတော်ပေါင်း8400တော့တရားတွေချုပ်ထားတဲ့ပိဋကတော့ဘယ်မှာရှိတယ်လို့ပြောလိုက်တော့ဥရဘူမိတထုံကြီးရှင်လူလာမင်းကြီးစီမှာရှိတယ်လို့ပြောလိုက်အဲ့ဒီမှာပဲလက်ဆောင်ပဏာနာနဲ့တူတော့ဘယ်ကကိုရဲကောင်းကြီးလေးဦးနဲ့တူသူကတထုံကြီးကိုတွားပြီးပိဋကတော့ကိုစားတောင်းတောင်းပြီးတော့ညာလေတထုံကြီးရှင်လူလာမင်းကြီးကမင်းတို့ရဲ့ပောက်ကံကြီးအကြီးကြီးကူးကွယ်တဲ့နေကြီးတွေကမှတို့ဘုရားရှင်ရဲ့ပိဋကတော့နဲ့မင်းတို့ပောက်ကံနဲ့မထိုက်တယ်လို့ပြောလို့လက်ဆောင်ပဏာနာနဲ့တကွတောင်းခံလို့မှမရရင်နှစ်ပြည်တော်စစ်ထိုးရတာပေါ့စစ်ထိုးတဲ့အချိန်မှာသူကတထုံကိုစစ်အလွယ်ကိုတိုက်နေတာဆိုတော့မတိုက်နိုင်ဘာလို့မတိုက်နိုင်လဲအကြောင်းကြီးကယောဂီပြတ်တာဆိုချွတ်ကြမ်းပေါ့နော်ယောဂီပြတ်တာဆိုတော့ဒေါ်ကြီးကိုဝင်သားကိုသာရမှုဖြစ်တော့ကြောင့်တို့ဒါနဲ့ကိုဓာတ်ကျိုးတယ်တန်ချိုးပြန်ကျိုးတယ်ဒုဝိတာပြီးပြောရတယ်အဲ့မှာသူကတထုံကြီးရဲ့မင်းသားယောက်ျားအမတ်ကြီးရဲ့သမီးမဟုတ်တာကိုသူကချစ်တယ်ချစ်တဲ့အချိန်မှာကိုဗကံတစ်ကလူသားတော့နှောက်စားတာတဲ့နှောက်စားတာမဟုတ်တတ်တယ်ဘာလို့ဘယင်ကိုတဲ့ဆိုဘယင်ဖြစ်တယ်လေအဲ့ကအဲ့တော့ဘယင်တဲ့ဖြစ်တော့ပထုံမင်းကသူ့ရဲ့ပောက်ကဒီပထုံကြီးများကိုပြောင်းပြလူမှကြောက်တော့မတ်ကြီးကိုသူကဖမ်းခိုင်းတာဖမ်းခိုင်းတဲ့အချိန်မှာမဟုတ်တာရဲ့ဖမ်းခင်ပထုံဘယင်ကြီးဟာဒီဖမ်းခင်ကြီးကပြီးတော့မင်းတို့တဲ့မင်းတဲ့တကားပြောပြီးတော့ကိုပြောင်းပြီးတော့မင်းနဲ့ထမင်းနဲ့အုပ်ခိုင်းတယ်ဘုံကံကြသွားတဲ့အချိန်မှာကိုပြောင်းပြီးတော့တတ်တဲ့အချိန်မှာတော့ဒီပုံသားသားရတဲ့ကိုပြောင်းကြီးရတယ်တတ်လို့ရအဲ့မဲ့သူ့ရဲ့ချစ်သူမဟုတ်တာရဲ့ဝိနည်းရေတမိုးကိုင်းမှလာတယ်အားလျှော့တယ်ဆိုတော့အဲ့တော့မဟုတ်တာရဲ့ဖခင်မကြီးရတယ်ပြီးတော့မဟုတ်တာမင်းရဲ့ချစ်သူကိုပြောင်းပြီးရတော့သူ့ကိုဝိနည်းရေတမိုးကိုင်းမပေဘူးလို့ပြောတယ်ဒါကြောင့်ဖခင်ကြီးကပူတာတကားသုံးပြီးတော့သမီးဖြစ်တဲ့မဟုတ်တာချစ်သူကိုပြောင်းပြီးပြင်မှာကြောက်လို့ဝိနည်းရေတမိုးသွားတိုက်တယ်အဲ့ဒီမှာကိုပြောင်းပြီးကမဟုတ်တာရဲ့ဝိနည်းရေတမိုးစားပြီးတော့မဟုတ်တာသူ့ကိုတကယ်ချစ်ဘူးဆိုပြီးထင်သွားပြီးတော့အားလျှော့လိုက်အဲ့ချိန်မှာကျွန်တော်တို့လည်းကြားမှာပေါ့တစ်ချင်းလေးတော့ပေါ်လာတယ်နော်မဟုတ်တာလို့အဖြစ်မျိုးမင်းကြုံပါစို့တော့ဒီချင်းလာပါလေလို့အဲ့တော့ကျွန်တော်မြင်ကြီးကကိုပြောင်းရဲ့ဥပေါင်းပြရုပ်ရဲ့ဥပေါင်းကကျွန်တော်သွေးသက်တွေကိုအထုံနှမ်းတွေမှာတစ်သက်ချင်းလိုက်ကြလိုက်တာဥပေါင်းကကြာတော့ဒီနေရာနဲ့ဒီနေရာမဆက်ခင်မှာကျက်မှတိုးစားတယ်အဲ့တော့ဗကံပြေကောင်းတဲ့သုံးမျိုးစစ်တိုးလိုက်ကိုပြောင်းပြီးမျိုးရိုးဆောင်နေတယ်သူကစစ်မုံနဲ့ကျုံချာဘယ်မှာခံဖို့ပေါ့နော်အဲ့တော့သူ့ရဲ့ဒီရက်တော့ပြီးမှသူ့ရဲ့တွေတနေရာနဲ့တနေရာမဆက်ခင်မှာကျက်မှတိုးစားလို့ရှိရဲအဲ့ပေါက်ကံတိုင်းလို့ဒီလိုတစ်ထုံအဲ့နေရာကိုလည်းတိုင်းမှာစစ်နိုင်နေတယ်လို့ပြောလိုက်မှာတစ်ထုံကဗကံကိုစစ်ရှုံးတာအဲ့ဒီမှာစစ်ရှုံးတဲ့မှာစစ်သုံးတာဖြစ်ပါလာတဲ့ထုံမြင်ကြီးတွေရဲ့ဘန်းစံမျိုးပညာတက်ရောက်တဲ့ပြည်သူကပညာရှင်တွေရဲ့ဒီကတော့အာဘုံဆောင်နိုင်တဲ့ယဟန္တာတွေကအကံခေါ်ဆောင်လာတဲ့အချိန်မှာတထုံမြင်ကြီးကဒီတရားရဲ့နောက်တော်ရက်မှာယာယီကျန်းဆန်တဲ့နေရာခုတော့နန်းတရားကိုကျန်အဲ့မှာကျန်းဆန်ယာယီနားမှာနေခဲ့ရတဲ့မှာသူ့ရဲ့စိတ်ချင်းပြတ်မှုဝေဒနာကိုအနှွဲထားပြီးသိအောင်တော့တရားတယ်တရားတယ်ကတော့လည်းဒီမှာဗဒမင်းကြီးကလည်းနန်းကြတဲ့လူစစ်ချုံးတဲ့လူကြီးကတော့ဘုရားတည်ကြအောင်လို့ဆိုတော့ဘုရားတည်ကိုပေးရတယ်ပေးရပြန်တော့လည်းနန်းကြပြီးဆိုတော့သူ့မှာဘုရားတည်ကိုငွေစပြားမရှိဘူးဒါပေမဲ့လည်းရှင်နေမင်းများတာဝိစင်လေးရှိရဲ့မနှောမရလို့မြည်ရှိရဲ့ဗညာလက်စွပ်ကြီးကိုဒီမလူဟာဘုရားကြီးရှိရဲ့အနုရာရရက်ကတတိဥကျွဲစီမှာလက်စွပ်ကြီးကိုအသေးဥပြရတယ်ဒီဘေးပြက်လက်စွပ်ကိုပုံပြရတယ်နော်သူ့မှာရှိရဲ့ဝေဒပြားနွားလဲဆောက်ပြီးလိုက်ပေးရပြီးတော့လက်စွပ်ရောင်းလို့ရတဲ့အနေနဲ့ကျရတဲ့အဲ့ဒါတော်များဖုန်းနေတဲ့မလူဟာဘုရားကြီးကိုကွယ်သုံးကွယ်နေတယ်နော်ဘုရားကလည်းကြည့်လိုက်တော့ကျွန်တော်တို့ကမသိရဘူးဘုရားကလည်းကြည့်တဲ့ချိန်မှာဝင်ပေါက်တဲ့ချိန်မှာကျလို့ကြည့်ရင်ဖဏချုတဲ့နေမှာလူသုံးအောင်ပြလို့ရတယ်။ညောင်မီကြီးကနောက်ကဝင်တဲ့ပေါက်ကြီးကိုခွဲထားတယ်။ဒုတိယခွဲတဲ့ခွဲကြီးကစွန့်စားနေ
သင်္ဘောလေးတဲ့ဆန့်တဲ့တပည့်ကြီးက